မနက်ခင်းအစောမှာရွာလေးတရွာဟာအေးချမ်းစွာအိမ်မောကြနေလေတယ်။ထိုအချိန်ချီမြင်ပြတွေကြောင့်ကတိုက်ကရိုက်ပြေးလာကြတာကတော့ဇက်လိုက်တော်ညီကို၃ယောက်ချစ်တိုးအားချစ်နဲ့ပိုးဖြူတို့ပဲ။မြို့ရွာလေးရဲ့ဂုံယူစရာမြင်းစည်းကြီးရုပ်ထုကြီးကိုချီမြင်ပြတွေအသက်ဝင်ကရစ်ပတ်ဝါမျိုးနေတယ်။သူတို့ညီကို၃ယောက်ဝဲကတယောက်ကဖုန်းကောက်ယူကကြည့်တော့သူတို့အကုန်ဖုန်းမျက်နှာပြင်ဝိုင်းကြည့်နေကြချင်းဘူဖြူဖုန်းကိုဒေဘောရမ်းလို့ပြလိုက်စမ်းချီမြင်ပြတွေရစ်ပတ်တော့တာပဲသူတို့ညီကို၃ယောက်ဝဲကတယောက်ကဖုန်းကောက်ယူကကြည့်တော့သူတို့အကုန်ဖုန်းမျက်နှာပြင်ဝိုင်းကြည့်နေကြချင်းချီမြင်တွေဖုန်းမျက်နှာပြင်ကထွက်လာကသူတို့တပ်တွေကိုရစ်ပတ်နေတော့တယ်ဖုန်းမျက်နှာပြင်ချီမြင်လုံးတွေထွက်လာတော့သူတို့ညီကိုတို့ဒေးတန်ဖမ်းဖို့ကြိုးစားလေသူတို့ကိုရစ်ပတ်လေပေါ့ဖုန်းမျက်နှာပြင်ပိတ်သွားတော့မောင်မဲမဲရဲ့ချီမြင်ကအယောင်ဟက်ကမျက်လုံး6လုံးမှာအမောင်နဲ့ထင်ကြံနေလို့လေချစ်တိုးကမျိုးကဦးညီရေးကိုကယ်ဆယ်ဖို့ဆရိုင်းနေတော့ဖုန်းထဲကတတိပေးစာရန်တက်လာတော့ချစ်တိုးမျက်စီတဲ့မြင်းစည်းတရေကောင်းရုပ်ထုကိုတာမြင်အောင်နေတယ်ဘလို့များကောက်ွယ်ရမလဲသူတို့တွေလည်းချီမြင်ပြကျိုးတွေရစ်ပတ်ခံနေရတယ်ရွာတဲ့အိမ်တွေကိုလည်းချီမြင်ကျိုးပြလုံးတွေအုပ်စီးကုန်ကြပြီအိမ်တွေထဲကချီမြင်ပြကျိုးတွေရေစီးလားတသွင်သွင်လမ်းမပေါ်ကိုစီးလာကြရာချစ်တိုးတို့ညီကိုရွာထိပ်ကရေကန်စီပြေးကြလွတ်ရကြွရရေကန်ထဲလဲချီမြင်တွေအယောင်တလက်လက်ထက်နေကြရောဘယ်နေရာမှမလို့ရေကန်ထဲလဲချီမြင်တွေရက်တန့်ခဲကုန်ကြတယ်။ရွာထဲလမ်းကြီးတော့အလားတူအိမ်တွေထဲကစီးထွက်လာတဲ့ချီမြင်ပြတွေရက်တန့်ခဲကုန်ကြတယ်။